စဖိုးမှုတယောက်ကအိုးကြီးကြီးနဲ့ပြုတ်ထားတဲ့ဟင်းရည်တွေကိုမတော်တဆမှောက်ချလိုက်တဲ့အခါမှာတော့အကုန်လုံးမှင်သက်သွားခဲ့ပါတယ်။အဲ့ဒီဟင်းရည်က6နာရီလောက်အချိန်ယူပြီးမှပြုတ်ထားရတာပါ။ဒီအခြေအနေကိုတွေ့တော့စားတောက်ဆိုင်မန်နေဂျာကအပြေးလာပြီးဧည့်သည်တွေကိုဟင်းတွေမြန်မြန်ချဖို့မိဖို့ချောင်ကိုဖိအားပေးပါတော့တယ်။သူကမှောက်ချလိုက်တဲ့စဖိုးမှုကိုအလုတ်ထုတ်ဖို့လုပ်နေတော့မှပဲစဖိုးမှုချုပ်ကြီးကဝင်တားလိုက်ပါတယ်။ပြီးတော့မန်နေဂျာကိုဧည့်သည်တွေစိတ်အေးသွားအောင်အရင်သွားပြောဖို့နဲ့ဒီကိစ္စကိုသူတာဝန်ယူဖြေရှင်းပေးမယ့်အကြောင်းပြောလိုက်ပါတယ်။အဲ့ဒီနောက်စဖိုးမှုချုပ်ကြီးဟာသူ့ရဲ့ဓာတ်ကိုထုတ်ပြီးကြက်ပေါင်တစ်ချောင်းကိုအယိုးအမြန်နွားအရေးခွန်ခွာလိုက်ပါတယ်။ဟင်းသီးဟင်းရွက်တွေကိုလည်းမျက်စိတမိတ်တွင်လှိချွတ်လိုက်ပါတယ်။အားလုံးကကြောင်တောင်နဲ့ကြည့်နေတော့မှပဲသူကကြက်သားတွေကိုလှုပ်ဝက်ချက်ပါဝင်ပစ္စည်းတစ်ခုထည့်လိုက်ပြီးအိုးထဲထည့်ကဟင်းရည်တီးလိုက်ပါတယ်။10မိနစ်အကြာမှာတော့စဖိုးမှုချုပ်ကြီးကကြက်သွားတဲ့ဟင်းရည်ကိုယူလာခဲ့ပါတယ်။ချက်ချင်းပဲအရသာစစ်ဆေးတဲ့ဆက်နဲ့စမ်းသက်ကြည့်လိုက်တဲ့အခါအားလုံးအံ့ဩသွားခဲ့ရပါတယ်။ဒီဟင်းရည်က6နာရီကြာအောင်ပြုတ်ထားတဲ့ဟင်းရည်ထက်တောင်အရသာပိုရှိနေလို့ပါပဲ။ဘယ်လိုလုပ်လိုက်တာလဲလို့မေးတဲ့အခါစဖိုးမှုချုပ်ကြီးကသူထည့်လိုက်တဲ့လှုပ်ဝက်ချက်ကပြားရည်ဖြစ်ကြောင်းရှင်းပြပါတယ်။ပြားရည်ကအသားကိုနူးညံ့စေရုံသာမကအယိုးထဲကအာဟာရဓာတ်တွေကိုပါမြန်မြန်ထွက်လာစေတာကြောင့်ချက်ပြုတ်ချိန်ကိုအများကြီးလျှော့ချပေးနိုင်တဲ့အပြင်ပိုပြီးကြွယ်ဝချုံမွေးတဲ့အရသာကိုရစေတယ်လို့ဆိုပါတယ်။ဒီဟင်းလျာကိုမြည်ဆန်းကြည့်တဲ့ဧည့်သည်တွေကလည်းတမိတ်တမောချီးကျူးနေကြပါတယ်။ဒါပေမဲ့ဧည့်သည်တယောက်ကတော့အစားအသောက်တွေကိုတလုံးမှမစားဘဲငြိမ်ငြိမ်လေးထိုင်နေခဲ့ပါတယ်။ဒီအကြောင်းကိုစပွဲတို့ကမန်နေဂျာကိုတွားပြောပြပေမဲ့မန်နေဂျာကတိတ်ကယူမဆိုင်ခဲ့ပါဘူး။ဒါပေမဲ့အဲ့ဒီဧည့်သည်ကသူ့ဖုန်းကိုထုတ်လိုက်တဲ့အချိန်မှာတော့မန်နေဂျာကတေချာကြည့်လိုက်ပြီးသူဟာအစားအသောက်ဝေဖန်ရေးသမားတစ်ယောက်ဖြစ်နေမှန်းသိလိုက်ရပါတယ်။ဆိုတာကအဲ့ဒီဝေဖန်ရေးသမားဟာအစားအစာကိုတလုံးမှမစားရသေးပဲနဲ့အွန်လိုင်းမှာအနှုတ်လက္ခဏာဆောင်တဲ့သုံးသက်ချက်တွေရေးတင်နေတာပါ